Hello အားလုံးမင်္ဂလာပါခုတော့တွားနေတာတော့မလေးရှားနိုင်ငံရဲ့ပထမဆုံးတော့ first မနေ့တနေ့မှာဖွင့်လိုက်တယ်22 June မှာဖွင့်လိုက်တယ် Apostle စီကိုတွားနေတာဖြစ်ပါတယ်ဘလုံးအားလုံးလိုက်ကြည့်ရှုခြင်းပေးကြပါဦးတွားနေပါတယ်ခုတော့ဒီနေ့တော့တွားရအောင်ပါနေရာလေးကတော့နေရာလေးကတော်တော်တက်တယ်နော်ဒီနေရာလေးဆိုတော့တော်တော်တက်နေပါလေနေရာလေးနေတော့ပူတာပေါ့နော်ဒီဘက်နေခင်းမဆိုတော့နေရာလုံးဝပူချင်းတော်တော်ပူတယ်ညနေဘက်လာရင်တော့ကောင်းမယ်ထင်တယ်လမ်းလျှောက်နေ